ခဏလောက်အရင်ကဝူခုံးတဲ့အဖော်တွေကအစားအစာတချို့တောင်းချင်လို့ဒီနေရာကိုရောက်လာကြတာပါသူတို့တကားခောက်လိုက်တဲ့အခါအတွင်းမှာလှပတဲ့အမျိုးသမီးတွေအစုလိုက်နေထိုင်နေတာကိုတွေ့ရပြီးအမျိုးသမီးတွေကလည်းအရန်ပင်ပူပန်မကင်းမဲ့စွာကြိုဆိုခဲ့ကြပါတယ်အတွင်းဝင်သွားပြီးတာနဲ့ဝူခုံးကချက်ချင်းပဲသူတို့အားလုံးဟာတရေတွေဖြစ်တယ်ဆိုတာသိသွားခဲ့ပါတယ်ဒါပေမဲ့အခြားသူတွေကတော့အကုန်လုံးလှည့်စားခံထားပြီးသားဖြစ်နေကြပြီဝူခုံးကအပြင်ထုတ်ပြောလိုက်ရင်ထံမုံကယုံမှာမဟုတ်ဘူးဆိုတာသိလို့သူတို့ကိုယ်တိုင်အမှန်တရားထုတ်ဖော်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဝူခုံးကတရေမလေးစီကိုဓာတ်ရိုက်လျှောက်သွားပြီးသူ့ကိုပြင်းပြင်းထန်ထန်တစ်ချက်ရိုက်ပေးဖို့ပြောလိုက်ပေမဲ့သူမကတော့အပြစ်မဲ့တယ်လို့ပဲဆက်ပြီးဟန်ဆောင်နေခဲ့ပါတယ်ဒါကြောင့်ဝူကောင်ကနောက်ထပ်အကြံတစ်ခုကိုစဉ်းစားထုတ်လာခဲ့ပါတယ်ဒီမိန်းကလေးကသူမရဲ့အယောင်ဆောင်မှုကိုဖော်ထုတ်ခံလိုက်ရပြီဆိုတာသိသွားတဲ့အချိန်မှာချက်ချင်းပဲသူမရဲ့အမှန်တကယ်ပုံစံကိုပြသလိုက်တယ်တကယ်တော့သူမဟာပင့်ကူမိစ္ဆာတွေအစုအဖွဲ့တစ်ခုရဲ့အဖွဲ့ဝင်ဖြစ်နေခဲ့တာပါအချိန်မကြာခင်မှာပဲထန်ဆန်းကိုတော်ကပင့်ကူကွန်ရက်တွေကြောင့်ကိုလက်မလုံနိုင်အောင်တင်းတင်းကြပ်ကြပ်ချီနှောင်ခံလိုက်ရတယ်ဒီအခြေအနေကိုမြင်လိုက်တဲ့ရှာမုံးကချက်ချင်းသူ့ရဲ့လက်နက်ကိုခေါ်ယူပြီးပင့်ကူမိစ္ဆာတစ်ကောင်နဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်တယ်ဒါပေမဲ့ဒီလိုပင့်ကူမိစ္ဆာတွေကဝူခုံးအတွက်တော့လုံးဝမတန်တဲ့ရန်သူတွေပါပဲဝူခုံးကလက်တစ်ချက်ဆွဲလိုက်တာနဲ့ပင့်ကူကွန်ရက်တွေကိုအားလုံးဆုတ်ဖြတ်ပစ်လိုက်ပြီးနောက်တစ်ချက်လက်လုတ်လိုက်တာနဲ့ပင့်ကူဒီမုံတွေကိုအခန်းတစ်လျှောက်ပစ်လွတ်ပစ်လိုက်တယ်ကံမကောင်းစွာနဲ့ပဲပင့်ကူမိစ္ဆာတကောင်ကဝက်ကြီးရဲ့ရှစ်တက်တဲ့မှာကျသွားတယ်ဝက်ကြီးကသူမကိုမြင်လိုက်တာနဲ့ဗဆက်အရည်တွေယူပြီးစိတ်လှုပ်ရှားသွားကသူမကိုဖမ်းဆွဲပြီးအယူအမှုနှိုင်းဆိုင်နေတော့တယ်အခြားတစ်ဖက်မှာတော့ရှာမုံကရန်သူတွေကြောင့်ထောက်တစ်ခုတည်းကိုဖိအားပေးခံရပြီးအန္တရာယ်ရှိတဲ့အခြေအနေနဲ့ရောက်သွားတယ်အဲ့ဒီအချိန်မှာပဲသူကသူ့ရဲ့လက်နက်ကိုလက်ထဲပြန်ခေါ်ယူပြီးကိုကာကွယ်လိုက်တယ်ဒါပေမဲ့ဝူခုံးကအန္တရာယ်ကမပြီးသေးဘူးဆိုတာသိနေတယ်သူကညာဘက်ခြေကိုမြေပြင်ပေါ်ပြင်းပြင်းထန်ထန်နင်းချလိုက်တာနဲ့အိမ်တစ်လုံးလုံးပြိုကျသွားပြီးမြေပြင်အောက်မှာကြီးမားတဲ့အပေါက်တစ်ခုပေါ်လာတယ်အဲ့ဒီအောက်မှာတော့ပင့်ကူမိစ္ဆာတွေနေထိုင်တဲ့အတိုက်အိမ်ကြီးရှိနေတာကိုတွေ့ရတယ်ချက်ချင်းပဲပင့်ကူတေးသေးလေးတွေအရေးအတွက်မရေးတွက်နိုင်အောင်စုပေါင်းလာပြီးပင့်ကူမွန်စတာကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားတယ်ဒါကိုမြင်ရပေမဲ့ဝူခုံးကတော့တည်ငြိမ်အေးဆေးနေသေးပါပဲသူကကောင်းကင်ဘုံကိုတန်တန်မတ်မတ်ပြန်တက်သွားပြီးပင့်ကူမွန်စတာရဲ့ခေါင်းကိုတစ်ချက်တည်းနဲ့ဖမ်းဆုပ်လိုက်တယ်ဒီအခြေအနေကိုမြင်လိုက်တဲ့ထန်ဆန်းကိုတော်ကဝူခုံးကိုရက်ဖို့တောင်းပန်ပြီးဂယုဏထားကပင့်ကူမိစ္ဆာကိုကယ်ချင်တယ်လို့ပြောလိုက်တယ်ဒါပေမဲ့ဝူခုံးကအဲ့ဒီစကားကိုလုံးဝမနာထောင်ပဲလက်တစ်ချက်ထိုးချလိုက်ပြီးပင့်ကူမွန်စတာရဲ့ခေါင်းကိုဖျက်ဆီးပစ်လိုက်တယ်ထို့နောက်မွန်စတာရဲ့ကိုယ်ခန္ဓာကိုဖမ်းကအယူမှုလှည့်ပတ်ရိုက်နှက်ပစ်လိုက်တယ်တိုက်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့ထန်ဆန်းကိုတော်ကဝူခုံးကိုချက်ချင်းဆုံးမတင်ကြပြီးမိစ္ဆာတွေနဲ့တိုက်ခိုက်ရမှာဂယုဏကိုအဓိကထားရမယ်လို့ပြောလာတယ်ဝူခုံးကစကားမပြောနိုင်လောက်အောင်ဖြစ်သွားပေမဲ့မဆန့်ကျင်နိုင်ပဲအတင်းကျပ်အပြုံးတစ်ခုဆွဲတင်ထားလိုက်ရတယ်